Hello မင်္ဂလာပါဒီနေ့တော့လေကောင်းလေတန့်ရှူဖို့အတွက်ကွင်းပြင်ကြီးတွေကိုခေါ်သွားမှာဖြစ်ပါတယ်စပားကင်းကြီးကစိမ့်လန်းဆူပြေနေတာပဲဆိုတော့လေတွေတဝါကြီးရှူခဲ့လိုက်တယ်နော်ဒါကတော့ကျွန်တော်ကစိတ်ပြေလက်ပြောက်လမ်းချောက်ရင်းနဲ့ဒီလေကွင်းကြီးတွေကိုသွားပြီးတော့မှလေကောင်းလေတန့်တွေရှူနေကြပါခင်ဗျာလမ်းကင်းထားတဲ့မြို့ပတ်လမ်းကြီးကတော့အရင်လိုဘွက်တွေတအားကြီးမထားတော့သွားလာတာအရန်ကိုအဆင်ပြေပါတယ်ခင်ဗျာဇန်ထောင်နေတဲ့ကောင်လေးကိုတွေ့တာနဲ့ငါးဘယ်နှကောင်ရပြီလဲဆိုတာကိုကြည့်လိုက်တဲ့ခါမှာတော့တကောင်စရနေပါပြီခင်ဗျာလာစားကြအောင်နော်ငါးဟင်းကျွေးမယ်နော်ကွင်းသီးပင်တွေကတော့ကျွန်တော်တို့ဘက်မှာအရန်ကိုပေါ်ပါတယ်ကွင်းသီးလေးတွေဈေးချိုချိုလေးနဲ့ရမယ်နော်အားပေးကြပါဦးကွင်းပင်တွေကတော့အိမ်တိုင်းလိုရှိပါတယ်ခင်ဗျာအပြန်လမ်းမှာတော့ညနေတိုင်းအားကစားလုပ်နေတဲ့ကျွန်တော်တို့ရဲ့ချင်းကွင်းကြီးပါအခုလောလောဆယ်တော့ဘယ်သူမှမရှိသေးပါဘူးခဏနေရောက်ရင်ချင်းကတ်တော့မှဖြစ်လို့တတ်တာဒါပဲနော်အခုလိုအားပေးလို့ကျေးဇူးတင်ပါတယ် Bye bye